အစင်မပြေမှုတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘယ်လိုရှင်းပြလဲဒါလေးကိုမှတ်သားဖို့တော့လိုတယ်ပေါ့မြတ်စွာဘုရားရှင်းပြဖို့ပါပောပိပတ္တိပါပံပါပောပိပတ္တိဗတ္ထရံအေးမကောင်းတဲ့လူကလည်းတစ်ခါတစ်ခါအကောင်းတွေ့နေတတ်တယ်လူရုပ်မှာပင်ဖြစ်ပါစေအကောင်းနဲ့ကြုံတွေ့ရတယ်ဘယ်အခါမျိုးတော့ဆိုရင်သူ့ရဲ့ဆိုးဝါးတဲ့လောက်ရတွေအကျိုးမပေးသေးဘူးဆိုရင်တဲ့ဘယ်ရာပဲဖြစ်ဖြစ်ခုလို့ခုဖြစ်တာမဟုတ်ဘူးငရုတ်သီးတာအခုစားအခုဆက်တယ်ကံကြတော့တစ်ပင်ကအခုဆိုင်အခုသီးမှမဟုတ်ဘူးကံဆိုတာလည်းပဲအဲ့တိုင်းပဲငရုတ်သီးလို့အခုလို့အခုဆက်မဲ့ဆိုရင်ဘယ်သူမှမလုပ်ရပါဘူးဘာကြောင့်မကောင်းတဲ့လူဟာအကောင်းနဲ့တွေ့တော့ဆိုသူ့ရဲ့လောက်ရက်တွေကအကျိုးမပေါ်သေးဘူးယဉ်ဤမြုံနှံထားတော့မှရှိသေးတယ်ဒီလိုဆိုလို့ရပေါ့နော်တစ်ချိန်လုံးကလောက်ထားတဲ့အကောင်းတွေရဲ့အကျိုးကိုသူခံစားနေရတယ်လို့ဒီလိုဆိုလို့ရပေါ့အေးသူလောက်တဲ့မကောင်းမှုတွေဟာအကျိုးပေးပြီဆိုရင်တော့အဲ့ကြရင်တော့ဆိုးတွေ့ပြီအကျိုးသက်ရောက်လာပြီဆိုတွေ့ပြီထို့တူပဲလူတော်လူကောင်းကလည်းဆိုးတွေ့ခြင်းတွေ့နေတယ်တဲ့ဘယ်ခါတော့ဆိုသူလုပ်တဲ့အကောင်းတွေဟာအကျိုးမပေါ်သေးဘူးဆိုရင်သူလည်းတခဏတာအတွင်းမှာတော့အဆိုးနဲ့တွေ့နေဥမှာပဲအေးအကောင်းတွေကအကျိုးထုတ်လုပ်ပြီးဆိုတဲ့အခါမှာတဲ့ကောင်းတဲ့လူဟာကောင်းကျိုးတွေကိုရတော့မှာပါကောင်းတာတွေကိုတွေ့ရတော့မှာပါလို့သူတို့ဆိုတယ်ဟိုမြတ်စွာဘုရားဘဝအခြေအနေတွေရဲ့အစင်မပြေမှုတွေဟာခိုက်တန့်အပြင်ရှိတယ်ဆိုတာကိုပြောတာနော်ဘာကြောင့်ရှိတာတော့ဆိုရင်ကောင်းတဲ့လုပ်ရကအကျိုးမပေးသေးလို့မကောင်းတဲ့လုပ်ရကအကျိုးမပေးသေးလို့ကိုယ့်ရဲ့ယဉ်ဤမြုံနှံမှုတွေကအကျိုးမပေါ်သေးလို့ခိုက်တန့်လေးမှာအကြက်တဲတွေကြုံတတ်တယ်လို့ဒီလိုသဘောမျိုးဆိုလိုတာပဲဖြစ်တယ်